င်းနေတာ ဟုတ်တရား မကျင်တော့ အားလုံးပဲမင်္ဂလာပါနေ့ကျွန်တော်တင်ဆက်ပေးချင်တာကတော့မုံငင်းဟင်းချက်မဲ့ညပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဟင်းချက်နေတဲ့ချိန်မှာ YouTuber တယောက်အနေနဲ့ ဟင်းတစ်ခွဲဖြစ်ဖို့လူက1ယောက်2ယောက်3ယောက်4ယောက်5ယောက်လူပါတယ် ဟုတ်လားသိပါဘူး ဒါကတော့ ကျွန်တော်ကောင်းပါလိမ့်ပါ တော့အေးဖြစ်ပါတယ် ကိုက YouTube ဒါတော့မီထက်ဖြစ်ပါတယ်ဒါ စဉ်းစားမိပါပေါ့ ကျွန်တော်တို့ဟင်းဖြစ်ပါတယ် ဟုတ်မလေးကလည်းဆိုတော့မောင်နေမိမယ်အဲ့ဒီကဲဝချပကြည့်ဒါမင်းရဲ့အဲ့ဒါပြောမှာမင်းညိပဲလိမ့်ညိုက်တယ်မဟုတ်သေးပါ ဟိုဒီမျိုးရှောင်းလာတာပဲလား ဒီဟာတကယ်လို့ဟိုကသူ့အိုးတကယ်လို့300ဆိုပြီးဟောမင်းနဲ့မင်းနဲ့အဲ့ဒါနဲ့ပြောတော့ပါ ရတယ်မတင်နေဟိုက